73ကြိမ်မြောက်တာမန်သတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှမာတေဦးဧဝံဂေလိကျမ်းခန်းကြီး8ခန်းငယ်28မှ34ကိုရောဒီတစ်ဖက်ကန်းရှိဂါရာယာနယ်သို့ရောက်တော်မူသောအခါနတ်ဆိုးစည်းခြင်းခံရသူနှစ်ဦးတို့သည်တင်ញိုင်းကူများအကြားမှထွက်လာပြီးလျှင်ကိုရော့ထံသို့လာကြ၏သူတို့သည်ကြမ်းတမ်းခက်ထန်ကြသောကြောင့်ထိုလမ်းကိုမြည်သူမျှဖြတ်တန်းမသွားဝန်းကြချေထိုသူတို့ကဖျားသခင်သားတော်ကိုရောဒီအကျွန်ုပ်တို့ကိုမိတို့ပြုလိုပါသည်။အချိန်မကြမီအကျွန်ုပ်တို့ကိုဒဏ်ခတ်ရန်ဤအရတ်တို့ကြွလာပါသလောဟုအော်ဟစ်ကြ၏။ထိုသူတို့နှင့်မနီမဝဲတွင်ဝဲအုပ်ကြီးတအုပ်သည်အစာစားလျက်ရှိ၏။ထိုအခါနတ်ဆိုးတို့ကကိုရောဒီအကျွန်ုပ်တို့ကိုနှင်ထုတ်တော်မူလျင်ဝဲအုပ်ထဲသို့ဝင်ပြစေဟုတောင်းပန်ကြ၏။ကိုရောကလည်းသွားကြလောဟုသူတို့အားမိန့်တော်မူ၏။ထိုအခါသူတို့သည်ထွက်၍ဝက်များထဲသို့ဝင်ကြသဖြင့်ဝက်အုပ်တအုပ်လုံးသည်6ကဘာအတိုင်းပင်လယ်ထဲသို့ပြေးဆင်းကရေတွင်နှိမ့်မြုပ်သေးဆုံးကြကုန်၏ဝက်ကြောင်သောသူတို့သည်လည်းထွက်ပြေး၍မြို့ရင်းသို့ဝင်ပြီးလျှင်နတ်ဆိုးစည်းခံရသောသူတို့၏အကြောင်းမှစ၍ဖြစ်ပျက်သမျှအလုံးစုံတို့ကိုပြောပြကြလေ၏တို့ဖြစ်၍တစ်မြို့လုံးသည်ယေရှုကိုတွေ့ရန်ထွက်လာကြ၏သူတို့သည်ကိုရော့ကိုတွေ့ကြသောအခါမိမိတို့၏ဒေသမှထွက်ခွာသွားတော်မူပါမည်အကြောင်းကိုရော့အားတောင်းပန်ကြ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း The divine power ဖျားသခင်ရဲ့တကူတော်ဒီနေ့မှာနတ်ဆိုးနှင်ထုတ်ခြင်းအကြောင်းကိုကျွန်တော်တို့ကြားပါတယ်မနေ့ကတော့ပင်လယ်ပြင်မှာမုန်တိုင်းကိုအနိုင်ယူခြင်းမုန်တိုင်းနဲ့ပင်လယ်ကိုသူ့ရဲ့ထိန်းချုပ်မှုအောက်မှာထားရှိနိုင်ခြင်းနောက်လာမယ့်နေ့မှာတော့အပြစ်ခွင့်လွှတ်ခြင်းအကြောင်းနဲ့ကျွန်တော်တို့ကြားပါမှာဒီသုံးခုဟာဒီလိုမျိုးတကူတော်တွေဟာဖျားသခင်မှာပဲရှိတဲ့တကူတော်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအဖြစ်အပျက်တွေဟာကျွန်တော်တို့ကိုသခင်စုဘလို့ပုံကူမျိုးဖြစ်တယ်လဲဆိုတာကိုရှင်းပြနေတဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်သူ့ရဲ့တကူတော်ဟာဖြတ်စည်းဖို့မဟုတ်ဘူးတိဆောက်ဖို့ဖြစ်တယ်ကျွန်တော်တို့ကိုလုံခြုံစေဖို့ဖြစ်တယ်နတ်ဆိုးရဲ့ရန်ဆွဲအပေါင်းမှကာကွယ်ဖို့ဖြစ်ပြီးအပြစ်ကနေခွင့်လွှတ်ခါတန့်စင်ပေးပြီးအားဖြည့်ပေးတဲ့တကူတော်ပဲဖြစ်တယ်သူ့ရဲ့တကူတော်ဟာအားနေတဲ့သူကိုနှိမ်နှင်းဖို့အနာယူဖို့သူ့ရဲ့ဩဇာအာဏာပြပြီးသူ့ကိုယ်ကျိုးအတွက်ပြုဖို့ထားရှိတဲ့တကူတော်မဟုတ်ဘဲခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့တယောက်စီကိုပြန်လည်တည်ဆောက်ပေးဖို့ပြန်လည်အသိပြုပြင်ပေးဖို့ပဲဖြစ်တော့ပါတယ်ဒါကြောင့်သူ့ရဲ့တကူတော်ဟာကျွန်တော်တို့အတွက်လူသားများအတွက်အစီအမြဲတည်ဆောက်ပေးတဲ့အရာဖြစ်ပါတယ်တန့်စင်စေတဲ့အရာဖြစ်တယ်အစီအမြဲအကောင်းကိုပဲဥတည်စေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့တကူတော်ကိုယုံကြည်ကြမှာလည်းပဲဖြစ်ပါတယ်သူ့ရဲ့တကူတော်ဟာအမြဲတမ်းပြန့်နှံ့နေတယ်အမြဲတမ်းတည်ရှိနေတယ်အမြဲတမ်းကျွန်တော်တို့ရနိုင်တဲ့အခြေအနေမှာအမြဲရှိပါတယ်တရားကိုသတိရကြမှာလည်းပဲဖြစ်ပါတယ်တရားကိုလက်ခံနိုင်မှုအတွက်ကိုယ့်ဘက်ကလည်းအစဉ်သင့်အနေထားနှိမ်ချခြင်းယူသားခြင်းနဲ့ပြင်ဆင်ထားကြမှာလည်းပဲဖြစ်ပါတယ်သူ့ရဲ့တကူတော်ဟာမြင်တွေ့ခြင်းအပြင်အိုင်အောမိန်မောတွေ့ဝေသွားဖို့တသက်မဟုတ်ပဲဒီတကူတော်မှာအမြဲတမ်းခိုလုံဖို့ယုံကြည်အားကိုးဖို့အနှံ့ဖို့ဖိတ်ခေါ်လိုက်ခြင်းပဲဖြစ်ပါတော့တယ်